များတို့သိရတဲ့အတိုင်းပဲပြည်သူ့မြစ်တာကိုခံယူရတဲ့လူကတခြားတစ်ယောက်မဟုတ်ဘူးအိုနာနာဖြစ်တယ်အိုနာနာကဘာပြောသေးလဲဆိုတော့သူမိုင်းမှာဆက်ပြီးနေကျင်သေးတယ်နောက်ပြီးတော့အမော်ရင်ကလည်းသူ့ကိုဟိုချက်အခွင့်အရေးထပ်ပေးရင်သေးတယ်ပေါ့လေအဲ့လိုမျိုးလဲသတင်းတွေကထွက်လာတယ်အချိန်တည်းမှာပဲအိုနာနာကစာချုပ်ကလည်းအိုနာနာကိုခေါ်ထားခဲ့တဲ့ဥစ္စာက Eric Ten Hag ခေါ်ထားခဲ့တာသူရဲ့ကစားကွက်အတွက်အဆင်ပြေအောင်ဆိုပြီးခေါ်ထားခဲ့တယ်ဒါပေမဲ့လောဆယ်နိုင်မှာအိုနာနာနဲ့အပြိုင်ဟိုလောက်ငတ်ငတ်ဘုဒ္ဓမားဆိုရလို့မရှိတော့ဘူးဗျာဒီကီယာထွက်သွားပြီးကြတဲ့ကအဲ့တော့နိုင်မှာကအိုနာနာကဘယ်လိုပဲဖြစ်ဖြစ်ဟိုသုံးနေရတဲ့အနေအထားမျိုးဖြစ်နေတယ်သူကသူလည်းကောင်းတဲ့ဟာမျိုးတွေရှိတယ်ဒါပေမဲ့ဒါဒီအစတွေမှာရာသီအစတွေဆိုတာထက်ကိုကျွန်တော်ကသူ့ရဲ့လက်အဲသူ့ရဲ့ဘယ်လိုပြောမလဲလက်စွမ်းပြကာကွယ်မှုတွေမတည်ငြိမ်မှုတွေဖြစ်နေတယ်ပေါ့လေအဲဒါကြောင့်မို့ကျွန်တော်ကတော့သူ့ကိုမကြိုက်ဘူး to be honest ဒါကျွန်တော်ရိုးရိုးတန်းပြောတာအချိန်တည်းမှာပဲAston Villa အသင်းရဲ့အသင်းကောင်းဆောင်လည်းဖြစ်တယ်ဂိုးသမားလည်းဖြစ်တယ်ပြီးတော့မကြသေးခင်ရမှာပဲကမ္ဘာဖလားကိုယူထားခဲ့နိုင်တယ်မာတီနက်စ်ကလည်းမန်ယူနဲ့စာချုပ်ထွက်နိုင်တယ်ဆိုပြီးသတင်းထွက်နေတယ်အခုကျွန်တော်ခင်ဗျားတို့မမေးဘူးကျွန်တော်ဖြေမယ်ဒီတစ်ခေါက် post ကတော့ကျွန်တော်ကတော့ရိုးသားပဲကျွန်တော်ပြောမယ်ကျွန်တော်မာတီနက်ကိုပို့ချိုက်တယ်ဦးနာနာဆာလို့ရှိရင်ဦးနာနာကဟိုလက်စွမ်းပိုင်းဆိုင်ရာမတည်ငြိမ်မှုဖြစ်တယ်မာတီနက်စ်ကဦးနာနာထက်အများကြီးတာတယ်အထူးသဖြင့်ပနယ်ရီတွေမှာပိုတာတယ်နောက်ပြီးတော့ကျွန်တော်သူ့ရဲ့ goal pan နဲ့ style ပိုသဘောကျတယ်ပြီးတော့ decision making skill Martinez ကOnana ထက်အများကြီးပိုတာတယ်လို့ကျွန်တော်မြင်တယ်အဲ့တော့ကျွန်တော်ရဲ့အမြင်ကိုခင်ဗျားတို့ဘယ်လိုမြင်လဲ maybe တူရင်လည်းတူမယ်မတူလည်းမတူအဲ့တော့ခင်ဗျားတို့တစ်ခါကျွန်တော်သုံးသပ်ပေးပါအောင်ကျေးဇူးအများကြီးတင်ပါတယ်